ပုတ်တိုင်ရိုက်ခံလို့ခေါင်းလောင်လေးများထိုးနဲ့လိုက်ခံလို့ကြားလိုက်တဲ့ခိုက်တက်မှာအင်းငိမ့်နဲ့ကြောင်းရိပ်စီလမ်းရင်ပြေလို့တွေ့လိုက်ချင်ရဲ့ဒီငယ်ကလေးတို့ရုပ်တရက်ထပြန်စေဒီရွယ်ချောင်းမ